တိချက်ကတော့ benefits of the holding MED degree ကိုဖြစ်တဲ့လူတွေကတော့ပိုင်ဆိုင်တဲ့လူတွေကတော့နံပါတ်1သိကြတာက advanced knowledge ဆိုတဲ့เนาะ knowledge တွေအများကြီးတော့မှာပါဘာဖြစ်လာဖို့လဲ to become educators trainers researchers and leaders ဆိုတဲ့ညမှာ administrator policy maker เนาะဒီ in the education field မှာ administrator policy maker တွေလိုမျိုး leaders တွေ researchers တွေ trainers တွေကောင်းကောင်းရဖြစ်လာဖို့အတွက်တိုးတက်ကောင်းမှုနဲ့ဘုသူတ္တကိုရရှိမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ကိုယ့်ရဲ့ teaching methods တွေเนาะဒီ course ထဲမှာပါတဲ့အတွက် curriculum design တွေ assessment strategies တွေ technology integrations educational leadership နဲ့ teaching effectiveness နဲ့ classroom management အစရှိတဲ့เนาะ pedagogical skills တွေဖြစ်တဲ့ teaching skills တွေအားလုံးကတိုးတက်သွားမှာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့အားလုံးညီမှန်းထားတဲ့ career advancement ဖြစ်ပါတယ်အဲ့တော့ career advancement တွေ opportunities တွေဖြစ်တဲ့ principal ဖြစ်ချင်လား educational consultant လုပ်မလားเนาะကျိတို့လုပ်ခဲ့ဘူးလေ higher education administrator လုပ်မလားเนาะ leader တွေเนาะ supervisor တွေလုပ်မလားစတဲ့ specialist တွေလုပ်မလားဆိုရဲကိုယ့်ရဲ့เนาะတူးချင်းရဲ့ earning ရှာဖွေလို့တဲ့ potential တွေ qualifications တွေအားလုံးကိုကျတို့တိုးတက်အောင် career advancement အတွက်လည်းဒါအားလုံးရှေ့ရှုပြီးတော့ဒီ MED holder တွေကလုပ်နိုင်မှာဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီလိုသင်တန်းတွေမှာတက်ရောက်တဲ့အတွက်ကိုကဒီသင်တန်းတွေမှာအခုသင်ကြားပို့ချတဲ့ဆရာကြီးတို့ဆရာကြီးနဲ့ပူးရဲသင်ကြားမဲ့ professors တွေနော်နိုင်ငံခြားပွဲရပဋိက္ခတွေဒီမိဘ course မှာပို့ချမဲ့သူတွေနဲ့ဆက်ဆံရတဲ့အတွက်တောင်၎င်းနော်တွေ့ကြုံမျိုးစုံကြည့်ရဲ့ပညာရေးဒီနယ်ပယ်တွေကအားလုံး peers participants တွေပေါ့နော်ကိုယ့်ရဲ့တက်တူရဲ့တူသင်ကြားတဲ့နော်ဆရာမတွေတက်ရောက်ကြတဲ့သင်တန်းသားတွေစီကနေ sharing လုပ်ခွင့်ရှိရဲ့ networking opportunities ပါနော်အဲ့ဒါရရှိပါမယ်ဒီ field မှာရှိတဲ့ professional တွေသိရတဲ့အတွက်ကိုယ့်ရဲ့ career opportunities တွေ collaboration ဆောင်ရွက်မှုတွေအတွက်ကိုအများကြီးအခွင့်အလမ်းရရှိတဲ့ networking ကိုလည်းရရှိသွားမှာဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့မိမိတူချင်းရဲ့ personal growth ဖြစ်တဲ့ learning and development တွေတိုးတက်ဖို့တစ်ခုကတော့ကိုယ့်ရဲ့ overall well-being in this school area မှာဒီ education area မှာ accomplishment ပြည့်စုံဖို့နဲ့အတွက်လည်း promote လုပ်ရကြပါတယ်။နောက် development new perspective တွေပညာရေးနဲ့ပတ်သက်ပြီးတော့အတွေ့အမြင်အသစ်တွေရရှိနေမိမိရဲ့ critical thinking နဲ့ problem solving skills တွေလည်း refine နဲ့ပိုကောင်းအောင်လုပ်လာနိုင်ပြီးတော့ကိုယ့်ရဲ့ ability ကိုရှယ်ရုပ်ပညာရေးဆိုတာ society နဲ့ဆိုင်တဲ့အတွက်ကြောင့် community နဲ့ society ကြီးအတွက်ကိုကောင်းစွာအကျိုးပြုနိုင်မယ်ထိရောက်စွာအကျိုးပြုနိုင်မယ် personal growth တွေရရှိမှာဖြစ်ပါတယ်။နောက်ဆုံးကတော့တူးချင်းတွေအရေးကြီးတဲ့ salary ဖြစ်ပါတယ်။နိုင်ငံတကာမှာဆိုရင် MED ဘွဲရနဲ့ရိုးရိုး PED ဘွဲရဒီလိုတွေနဲ့မတူပါဘူး။သူတို့ကဘွဲတစ်ခုတိုးတာနဲ့သူတို့ရဲ့ earning ကို salary တိုးမြင့်ပေးပါတယ်။ထို့ကြောင့် higher salary ရရှိပါတယ်။နော်။ပြီးတော့မှဒီ bachelor degree နဲ့ပို့ပြီးတော့ပေးကြတဲ့အတွက်တကယ်တမ်းကတော့ MED degree holder ဖြစ်သွားရင် higher salary ကို expect လုပ်လို့ရပါတယ်။ပို့လဲပေးကြပါတယ်ပေါ့နော်။နောက်တစ်ခုကတော့ expanded your job opportunities ကိုယ့်ရဲ့အခွင့်အလမ်းကောင်းတွေကိုတိုးချဲ့နိုင်တယ်။ education မှာ new job opportunities တွေဖွင့်လာမယ်သူတစ်ဖြစ်ဘာဖြစ်လာမလဲကိုက curriculum development ကို specialize လုပ်မယ်အဲ့ဒီပိုင်း curriculum design နဲ့ implementation မှာကိုကသိပြီဆိုရင် curriculum development specialist implementation specialist တွေလုပ်လို့ရပါတယ်တခါအခုလို private ကျောင်းတွေမှာ instructional သင်ကြားရေး program တွေအတွက်ကိုက MED ပွဲရထားပြီဒါတွေကိုဟလာဖဲတဲ့ပုံကြီးတည်တယ် experience တွေလည်းရှိပြီဆို coordinator instructional coordinator နဲ့တပံဒီကျရီတို့ UNESCO တွေမှာဆောင်ရွက်ခဲ့တဲ့ educational consultant experts အဲ့ဒါတွေကိုဆောင်ရွက်လို့ရပါတယ်။ဘာကြောင့်ဆိုတော့ကျဲစမိုင်းတွေ့ကြုံရပြည်ရေးတွေ့ကြုံရပြောရရင်မလေးရှားနိုင်ငံ Simulexam တို့အရှေ့တောင်အာရှဒေသအဖွဲ့တွေမှာเนาะပညာရေးဆိုင်ရာအဖွဲ့တွေမှာဆိုရင်အလုပ်ခေါ်ပါတယ်3နှစ်တခါ2နှစ်တခါပညာရေးပညာရှင်တွေစုစည်းပြီးတော့ recruit လုပ်ပါတယ်เนาะ contract က2နှစ်3နှစ်အဲ့ဒီမှာဆိုခေါ်တဲ့အချိန်မှာ bachelor ကိုမခေါ်ပါဘူး at least master degree holders တွေဆိုရင်အခုလိုကို data သွင်းရဲ့เนาะပညာရေးဆိုင်ရာအဖွဲ့အစည်းတွေမှာနိုင်ငံခြားရဲ့သူတို့ရဲ့ salary ကိုပေးပြီးတော့ခန့်ထားတာရှိပါတယ်။ကျယ်ကြီးကိုယ်တိုင်2နှစ်လုပ်ခဲ့ဘူးပါတယ်။အဲဒါဆိုရင် master degree ဖြစ်မှလုပ်ရတဲ့အတွက်ကျယ်စောစောကပြောသလို educational consultant expert specialist
တာဝန်တွေနဲ့အခုလိုအရှိတောင်အာရှဒေသ UNESCO ဒေသဒီလိုတွေမှာလည်းတာဝန်ထမ်းဆောင်လို့ရတဲ့အခွင့်အလမ်းတွေပေါ်လာမှာပါ training တွေ development တာလည်းကိုကပူးပေါင်းဆောင်ရွက်ဖို့လည်းအရေးအသွေးတွေလည်းရှိလာတဲ့အတွက်မိမိရဲ့ job opportunities တွေ expand လုပ်နိုင်တဲ့အခွင့်အလမ်း benefits တွေကို MED holders တွေကရရှိမှာဖြစ်ပါတယ်။ဒါကြောင့်ဒီလိုတွေဆောင်ရွက်နေအောင်ဒီလိုအခွင့်အလမ်းကောင်းတွေရရှိအောင်မိမိရဲ့ personal growth တွေတက်အောင်မိဘနော် college မှာဒီလိုဖွင့်နေတင် जा ပေးနေတော့ Lincoln University Malaysia ကနော် course နဲ့နော်တကယ်ကို accreditation ကောင်းကောင်းနဲ့တင် जा နေတဲ့ MED course မှာဒီချက်ကြီးနဲ့အတူပါမောက္ခများပညာရေးဆရာမကြီးများအပေါ်လုံးက specialist များတင် जा ပေးနေကြတဲ့တင်တန်းကိုလာပြီးတော့တက်ရောက်လေ့လာကြပါမိမိရဲ့ professional development ကိုတိုးတက်အောင်စီးပူးကြပါလို့ဒီချက်ကဖိတ်ခေါ်နေပါတယ်လာရောက်ပြီးအတူလေ့လာကြပါလို့အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်နော်နောက်ဆုံးအနေနဲ့နှစ်သိကူးအနေနဲ့စူတောင်းလေးပေးချင်တာကတော့ဆရာမရဲ့ရှယ်ရိုကြီးတို့ရဲ့ MED ကျောင်းသားကျောင်းသူတွေနဲ့တကွပညာရေးနဲ့အခြားနယ်ပယ်စုံမှာလုပ်ကင်နေကြတဲ့ working professionals အားလုံးလုပ်ငန်းရှင်များအားလုံးနဲ့မိဘပြည်သူများအားလုံးကို2025ခုနှစ်သစ်မှာအောင်မြင်မှုအပေါင်းနဲ့ပြည့်စုံတဲ့နှစ်သစ်ဖြစ်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်